ဟုတ်ကဲ့ဗျကိုကျော်ထက်ဦးမေးတာပေါ့နော်အနာပါရင်ကြရထိုးလို့မရဘူးကကိုတော့မဟုတ်ဗျအနာပါတိုင်းကြရမထိုးလို့မရတော့မဟုတ်ပေါ့နော်တချို့အနာတွေဆိုကျွန်တော်ရက်ခံတဲ့အနာမျိုးတွေရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ရက်မခံတဲ့အနာတွေကကြတော့ကျွန်တော်အနေကြီးတွေပေါ့နော်ပြီးရခါကြတော့ကျွန်တော်ကြီးဝင်လာတဲ့အနာမျိုးတွေဆိုတော့ကျွန်တော်ရက်မခံဘူးပေါ့နော်ဘာကြောင့်မို့လဲဆိုတော့အဲ့အနာမျိုးတွေကကျွန်တော်တို့ကဒီကနေထောက်ပေးတယ်ပြုပေးတယ်ဆိုရင်လည်းသူကအနာကြီးဖြစ်နေတဲ့အတွက်တချို့အနာတွေကြတော့ကြီးဝင်လာတဲ့အနာတွေဖြစ်နေတဲ့အတွက်ကဒီဟာတွေကပေါ်နေတာပဲပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကကျွန်တော်တို့ကအဲ့လိုအနာမျိုးတွေဆိုတော့ရက်မခံအောင်ဖြတ်ချရများပေါ့နော်တုံးတိုင်းရောအနှမြင်းလေးတွေတို့ဘာလို့ဆိုတော့ရက်ခံပါလေကြာကျွန်တော်တို့ဒီတက်တန်းနေမှာတခါတလေပါတတ်တယ်ပေါ့နော်အဲ့လို crossing လိုက်နေတဲ့အနာမျိုးတွေဆိုရင်လည်းကျွန်တော်ရက်မခံအောင်ဗျဘာကြောင့်မို့လဲဆိုတော့အဲ့လိုအနာတချို့အနာတွေကျတော့အဲ့လို crossing လိုက်နေတဲ့အခါမှာကျတော့ပေါ့နော်ကျွန်တော်ထိုးပြီးတော့အနာကိုဖြောက်တာခဲ့တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အယောင်တင်တဲ့အခါမှာကျတော့သူ့ရဲ့အသားကုံနဲ့ကျတော့ကြောက်ကရင်းတက်လာတဲ့အခါမှာထားတဲ့အခါကျလို့ချင်းအဲ့အနာလေးတွေကကျွန်တော်ပြန်ပြီးတော့ထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်မို့အဲ့လိုအနာလေးတွေကျွန်တော်ရက်မခံဘူးတုံးတိုင်းရောအနာကတော့ကျွန်တော်ရက်ခံတယ်ပေါ့နော်ကျွန်တော်ရှောင်းတဲ့အနာကတော့အနာကြီးရဲ့ပြီးတော့ချင်းကြီးဝင်လာတဲ့အနာမျိုးတွေရဲ့ဒါမျိုးတော့ကျွန်တော်ရှောင်းနေကြ